ကာစီကွန်ဘန်ကတ်နဲ့ကုံထိုင်းဘန်ဘုံမှာပေါ့နော်ငွေသားထုတ်တဲ့နေကိုပြောက်သွားမှာဖြစ်တယ်ပထမအဆုံးအနေနဲ့ဘန်ကတ်ထည့်လိုက်ပါမယ်ဘန်ကတ်ထည့်ပြီးလို့ရှိရင်တော့ခဏလေးကျွန်တော်တို့စောက်ပေးပါကိုယ့်ရဲ့ဘန်ကတ်ရဲ့လှုပ်ဝက်နံပါတ်6လုံးကိုရိုက်ထည့်ပေးပါနော်ကိုယ့်ရဲ့လှုပ်ဝက်နံပါတ်ကိုမှန်မှန်လေးရိုက်ထည့်ပြီးလို့ရှိရင်တော့ဒီမှာကျွန်တော် confirm ပေါ့နော်မှန်ချက်နေရာလေးကိုပဲတောက်ပေးလိုက်ပါဗျကျွန်တော်တေချာလေးတောက်ပေးလိုက်မယ်အဲ့ဒါပြီးလို့ရှိရင်တော့ကျွန်တော်တို့ခဏလေးစောက်ပေးပါဗျဒီနေရာမှာဆိုတော့ကျွန်တော်လမ်းကွေးကိုနှိပ်မယ်မြန်မာစာပဲကျွန်တော်ယူလိုက်ပါမယ်ခင်ဗျငွေသားထုတ်တာတော့ကျွန်တော်ဒီမှာကိုကစိတ်ကြိုက်ရွေးလို့ရတယ်ကျွန်တော်200ပဲထုတ်မယ်ဆို200ပဲတောက်ပြီးတော့ထုတ်လိုက်ရုံပါပဲဗျာနော်ဒါဆိုရင်တော့ကျွန်တော်တို့ခဏလေးပဲစောက်ပေးပါဗျာကျွန်တော်တို့ငွေသားလေးကတော့ထွက်လာတော့မှာဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့ဒီကုံထိုင်းဘဏ်မှာကြတော့ငွေထုတ်တဲ့အခါမှာတော့အရင်မြန်တယ်လို့ပြောရမယ်တခြားဘာမှအများကြီးတိတ်ပြီးတော့နှိပ်စရာတော့မလိုဘူးပေါ့နော်โอเคပါတော့ငွေသားလေးကတော့ကျွန်တော်တို့ထွက်လာတော့မှာဖြစ်ပါတယ်အဲ့တော့အားလုံးအနေနဲ့ကတော့ကျွန်တော်တို့ဒီကုံထိုင်းဘဏ်ဘုံမှာပေါ့နော်ငွေသားထုတ်တဲ့နေရာဒီလိုပုံစံလေးပဲဖြစ်ပါတယ်ခင်ဗျာကုံထိုင်းကတ်နဲ့ထုတ်မယ်ဆိုလဲဒီပုံစံလေးပါပဲเนาะဆိုတော့ငွေသားထွက်လာပါပြီအဲ့တော့ကျွန်တော် ATM ဘဏ်ကတ်ကိုပြန်ယူဖို့အတွက်မမေ့ပါနဲ့ဒီမှာကျွန်တော်ပြည်စာယူမယ်ဆိုလဲယူလို့ရတယ်မယူဘူးဆိုလဲအောက်အဖြူရောင်လေးကိုနှိပ်လိုက်ပါဒါဆိုတော့ကျွန်တော် ATM ကတ်ထွက်လာပါပြီခင်ဗျာအခုချိန်မှာဘဏ်ကတ်အသစ်ဖွင့်ချင်တယ်ဆိုရင်တော့ကျွန်တော်ကုံထိုင်းဘဏ်တော့ဖွင့်လို့ရပါသေးတယ်ဗျာเนาะဖွင့်ချင်တဲ့သူများ CB မှာအသေးစိတ်လာရောက်မေးမြန်းနိုင်ပါလေဗျာ